3ကကျော်တယ်လက်ခံရတယ်ခုနက3ကကျော်လားလက်ပုံမရကြပြီးလို့ရဘန်ကောက်မှာကြောက်ဖြတ်မြစ်တက်လျှောက်တိုရီဘုတ်လှေကိုဘယ်ဂိတ်မှာစစီးလို့ရလဲလို့မေးထားတဲ့သူတွေကိုဒီဗီဒီယိုလေးထဲမှာကျွန်တော်ပြောပြပေးမယ်တိုရီဘုတ်လှေကတော့ဘယ်ဂိတ်မှာပဲစီးလို့ရတယ်ဒီစီးလို့ရတဲ့ဂိတ်တွေကအေရှာထိပ်ကနေပြီးတော့ဒီဖရာထိပ်ဂိတ်ထိစီးလို့ရတယ်ဒီမှာကျွန်တော်ချိန်စရာလေးပြထားပေးမယ်ကြောက်ဖြတ်မြစ်တက်လျှောက်မှာရှိတဲ့နာမည်ကြီးနေရာတွေကိုလက်ပတ်ပြီးတော့သွားမစင်နာမည်ကြီးနေရာတွေကဒီအေရှာထိပ်ရဲ့ icon ဆေးရံတွေပြီးတော့ပန်းဈေးတွေ30ဘတ်တန်ဖျားပါနော် what around တွေဖျားသွားဖူးမဲ့သူတွေကုန်ဓာတ်တွေမှာအလဲပတ်လှတဲ့ပုံရိုက်မဲ့သူတွေရှိရင်လည်းဒီမှာတနေရာပြီးတနေရာဝင်လဲလို့ရတယ်တကယ်ချင်းစီမဲ့စင်တော့ဘတ်30ပေးရတယ် one day cap မဲ့ဝယ်မစင်တော့ဘတ်150ပေးရပါတယ်ကိုကနေပြီးတော့တနေရာပြီးတနေရာဝင်လဲမယ်ကုန်ဓာတ်တွေမှာလည်းလဲပတ်မယ်ဖျားလိုက်ဖူးမဲ့စင်တော့ one day cap ဝယ်ဖို့ကြံပေးပါတယ်စီလိုရတဲ့ဂိတ်တွေကနေအေရှာထိပ်ကနေပြီးတော့စာထွန်တို့ icon ဆေးရံတို့ပြီးရင်ပန်းဈေးတွေ what around ရဲ့တမဟာရရဲ့တချမ်းရဲ့ဖရာထိပ်ရဲ့ Rajani တွေအများကြီးရှိပါတယ်ဗောနော်ဒီနားမှာဒီမှာအခုကျွန်တော်ပြထားတဲ့နေရာတွေကဒီမှာစီလို့ရတဲ့ဂိတ်တွေပါဟိုမြတ်ဖျားဘက်မှာလည်းစစီလို့ရတယ်မြတ်ဖျားတို့ပန်းဈေးတို့ကနေပြီးတော့တခြားစီလို့ရတယ်ဗောနော်ဟုတ်စာထွန်ထိစီလို့ရပါတယ်နီးတဲ့နေရာနီးတဲ့ဂိတ်မှာစစီလို့ရပါတယ်စီလို့ရတဲ့နေရာတွေကဒီမှာကျွန်တော်ပုံထဲမှာပြထားပေးပါတယ်ညနေပိုင်းတိုရီဘုတ်ပေါ်ကနေတော့ view လှတဲ့နေရာတွေကြာတော့ဒီ what around တို့ပြီးရင် Asia Tဒီ icon ဆရာတွေမှာကြာတော့ရှုခင်းတွေရမ်းလှပါတယ်လေကောင်းခိုင်နေခံခိုင်နေလားလေတက်တွေလည်းရတယ်လူလည်းပတ်တဲ့သူတွေရမ်းများတယ်ဗောနော်ဘုတ်လေးစီးမယ်ဆိုရင်တော့မဖြစ်မနေရတော့သွားရမနေရတဲ့ icon ဆရာဗောနော် icon ဆရာကိုသွားတက်ပါတယ်အချိန်ကတော့မိနစ်30မှာတစ်ခါထွက်တယ်ဒီစာတော်ခက်ရနေစီးမဲ့သူတွေကဒီမနက်8နာရီခွဲကနေတော့ညနေ6နာရီခွဲထိစီးလို့ရတယ်ပရာတဂိတ်ကစီးမဲ့သူတွေကတော့ဒီမနက်9နာရီကနေတော့9နာရီ15ထိညနေ9နာရီ15ထိစီးလို့ရပါတယ်ဘန်ကောက်မှာဒီကြောက်ဖြံမြစ်တစ်လျှောက်ကိုတိုရီဘုတ်လေးစီးပြီးတော့လဲပတ်သွားခြင်းတဲ့သူတွေပြပူးသွားမဲ့သူတွေပြီးရင်ဒီကုန်တန်းတွေမှာပန်းဈေးတို့အလဲသွားမဲ့သူတွေရှိရင်လည်းဒီနီလန်တိုင်းစီးသွားလို့ရပါတယ်မသိတာတွေရှိရင်လည်းကျွန်တော်ရဲ့ comment အောက်ထဲမှာမေးထားလို့ရတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ဘိုင်ဘိုင်